ဒီနေ့ကတော့အားလုံးပဲဆောင်းမျိုးရရအကျုပ်တွေကိုပြန်ထွက်ရပါလေဖြစ်ပါရှစ်ဒီတပုတ်ထင်းနဲ့အကောက်ဆုံးထည့်နိုင်မှာထည့်နိုင်လားဆိုတာကြည့်လိုက်ရမလို့လီမပေါ်တော့ဘူးမြန်ထည့်ရမှာဖြစ်ပါတယ်နောက်လည်းဒီအကြီးချက်မယ်အကြီးချက်နော်ချက်ချက်ခဲ့နေရှင်နဲ့ဒီလည်းများတော့ဟုတ်လားဒီခဏမဟုတ်ရုပ်ဒီကောင်အစားလာနေခေတ်ကကိုရှင်မတွေကထည့်ချင်တာနဲ့ထည့်လိုက်တော့ဟုတ်လားဟုတ်လားကိုကဒီပုံလေးထည့်ရမယ်ဒီနောက်တစ်ခုကဒီလေကောင်ကြည့်ရင်ချက်ပြီးတော့မင်းလာဘူးထည့်ချင်တာပဲထည့်လိုက်တော့ပုံစံမှာညာကြက်လေးစတဲ့ကူဒီပုံတင်တော့မရဘူးဟိုနှစ်ပုတ်လောက်တော့တင်မိမယ်နှစ်ပုတ်လောက်ကတော့အနည်းဆုံးတင်မိလိုက်ပါမယ်ပြန်ပြောင်းရတာချက်အခုညီမတွေရောက်နေဆိုတော့အင်းဒါဆောပဲရှိပြီပေါ့နော်အမီတော့ချင်တယ်ဒီရောက်ကဘနားမှာတော့တည်တော့လည်းကြောက်လို့လဲရှာ